အမြင်လန်း115မိုင်မှာတစ်ထောင်နာလို့ထမင်းစားရတာယူလာပြီဆိုလို့ရှိရင်ဒီ117မိုင်3ဖက်လုံးနာကထမင်းဆိုင်လေးအကြောင်းကိုနည်းနည်းလေးညွှန်ပြချင်ပါတယ်။သူ့နေရာလေးကတော့ရန်ကုန်ဘက်ကလာလို့ရှိလို့ရှိရင်ဘယ်ဘက်အချမ်းမန္တလေးဘက်ကလာလို့ရှိလို့ရှိရင်ညာဘက်အချမ်းပေါ့နော်။မှ113မိုင်မဟုတ်117မိုင်3ဖက်လုံးမှာဆိုင်ကိုညွှန်ပြနေဦးလေးတယောက်ရှိတယ်။အဲ့ကနေပြီးတော့သူက103ဖက်လုံးကနေပြီးတော့ဝင်လို့မရဘူးပေါ့နော်။အဲ့မှာ2ဖက်လုံးကနေပြီးတော့လမ်းလေးရှိတယ်။ချိုးကွေပြီးတော့ဝင်သွားမှာပေါ့နော်။အဲ့ဘက်လမ်းဘက်ကိုချိုးပြီးတော့ဝင်သွားရမှာ117မိုင်2ဖက်လုံးကနေပြီးတော့လမ်းချိုးလေးရှိတယ်။ချိုးပြီးတော့ဝင်သွားမှာပေါ့နော်။ဒီမှာသွားလာစားပြီးတော့ထွက်လာတဲ့ကားတွေပေါ့။အဲ့လိုတက်လေးဝင်သွားအများကြီးမဝင်ရဘူးခဏလေးပဲဝင်ရတယ်ပေါ့နော်လမ်းကတော့နည်းနည်းမြေလမ်းဆိုတော့နည်းနည်းလေးတော့ကျန်းနေဆိုပေမဲ့အရင်အဆိုးကြီးတော့မဟုတ်ဘူးဆိုင်ဝင်ဝါလေးပေါ့နော်ဆိုင်ဝင်ဝါလေးရောက်ပြီးအဲမှာလည်းကားရက်စရာနေရလဲကြဲဝန်းဝန်းရှိတယ်ကလေးလေးနေရလုပ်ပေးလိမ့်မယ်ပေါ့နော်သူကတရက်ချန်လားမသိပါဘူးအဲ့လိုချန်စိုက်ပျိုးရေးချန်အကျယ်ကြီးအမှန်မှသူကထမင်းဆိုင်လေးဖွင့်ထားတာပေါ့နော်ထမင်းဆိုင်လေးဖွင့်ထားတာအဓိကတော့ထမင်းဟင်းရောင်းတာပေါ့နော်တခြားစားတော့တော့မရှိဘူးထမင်းဟင်းအဓိကရောင်းတယ်ဟင်းတွေကတော့စုံတယ်တော်တော်စုံတယ်ကျမတို့ရောက်သွားတာဆိုလို့ရှိရင်2နာရီလောက်ရှိပြီပေါ့နော်နေ့လယ်2နာရီလောက်ရှိပြီဒါပေမဲ့ဟင်းတွေတော်တော်များရှိသေးတယ်ပေါ့နော်ဟင်းတွေလိုက်ကြည့်ပြီးတော့စားကျင်တာတွေကတော့များသွားတယ်ပေါ့အမစုံပဲဟင်းဦးလေးဖွင့်ကြည့်လိုက်တဲ့အခါမှာလည်းအနံလေးတွေမွေးပြီးတော့ချက်ထားတဲ့ပုံစံလေးကစားကျင်စရာလည်းဖြစ်တယ်ပေါ့နော်အများကြီးကဝက်ကလေးစားဝက်ခေါင်းငရှင်းအဆက်ငရှင်းဟင်းမှာရွေးရတာဟင်းတွေကစားချင်အဲ့ဒါနဲ့ဟင်းလေးတွေရွေးပြီးတော့မှစားဖို့တရားပေါ့နော်သွားထိုင်စားဖို့နေသူတို့နားလေးမှမထိုင်မဲနဲ့ဘေးနားလေးမှလည်းအဲ့လိုတဲလေးတွေအဲ့လိုမျိုးလှုပ်ထားတာလေးရှိရပေါ့နော်အမှသွားပြီးတော့အေးစစ်သွားစားပါမယ်ဒီမှာဘယ်နာမှာစားနေတဲ့သူတွေရှိရပေါ့နော်အဲ့တော့အဲ့လိုမျိုးတီးတီးတနက်လေးလိုမျိုးသွားစားလို့ရတဲ့ထမင်းဝိုင်းလေးနဲ့အေးစစ်တိတ်စိတ်ကလေးပေါ့ပထမလာချတဲ့ဟင်းတွေကအမဝက်ခေါင်းရယ်ငရှင်းဟင်းရယ်မြန်မာချက်ဘူးတီကာလာသားဟင်းလေးပေါ့နော်အဲ့ဒါလေးအရင်လာချတော့ဒီလုံးမှုေးနေတော့ဟင်းရည်လေးကိုမိကြည့်လိုက်တဲ့အချိန်မှာပထမဆုံးမိကြည့်လိုက်တဲ့ခါမှာပဲအရသာကိုအရန်ကောင်းတယ်အဆင်ပြေတယ်အတတဝရနဲ့ကျွေးမှာပေါ့နော်ဟင်းလေးလာချတယ်သူကမှငပီးရီတိုးစရာအစုံလေးပေါ့နော်ငပီးရီတိုးစရာအစုံလေးငပီးထောင်းပါတယ်ငပီးရီရုပ်သီးစိမ့်နဲ့ပြောထားတာလေးပါတယ်ပေါ့နော်အရင်ဟင်းနေနဲ့သူကညှစ်ကြော်နဲ့ချင်းငိုက်ကြော်ပြီးလေကျမမှာဘူးရွက်ညွန့်ကြော်လေးလည်းရတယ်ဆိုတော့ဘူးလုံးလေးကြော်ပြီးတဲ့ပုံစံမျိုးလေးအဲ့ဒါလေးတစ်ပွဲထပ်မှာလိုက်တယ်အရင်စားလို့ကောင်းတယ်သူကအဲ့ကျက်တာနဲ့ဘူးတီနဲ့ချက်တဲ့ဟာလေးကသူတို့ချပြီးတဲ့ငပီးတောင်းတွေကအရင်ကွက်တိစားရတာတော်တော်ရှိတယ်ပေါ့နော်အိမ်ဟင်းထမင်းအိမ်ဟင်းလေးစားသလိုပဲတခြားဟင်းလေးတွေကလည်းစားလို့ကောင်းတယ်ဝက်ခေါင်းလေးကလည်းစားလို့ကောင်းတယ်ငရှင်းဟင်းလေးလည်းစားရတာရှိတယ်အသားတော့ချက်သားနဲ့ပူသီးနဲ့အဆင်ပြေချက်သားတော့ဗမာချက်ကိုချက်ထားတာပေါ့နော်အဆင်ပြေတယ်အဲ့ဒါလေးစားရတာတော်တော်ရတာလေးရှိတယ်ထမင်းလည်းမင်ခဲ့တဲ့အတွက်ကြောင့်မို့ဒီမှာ sharing လာလုပ်ပေးတာပါဟင်းမွေးလေးတွေတော့ဈေးတော့fat ဖြစ်တယ်ပေါ့နော်တပွဲကို8000နဲ့တပွဲကို8000ဟုတ်တယ်8000ဒီချက်သားဘူးသီးလေးက1000ခွဲအရေးတွေကုန်းလို့လဲကျမတို့ထပ်ပြီးတော့အရေးလည်းထည့်ပေးသေးတယ်ဘူးသီးဘက်လေးနဲ့အရေးချက်သားတော့မပါဘူးနော်ဘူးသီးဘက်လေးထည့်ပေးတယ်ကျမကြွက်ကြော်နှစ်ပွဲကိုပါဆယ်ထုတ်ခဲ့ပါသေးတယ်စားလို့ကောင်းတယ်မှုေးနေလို့အဲ့ဒါနဲ့မနေနိုင်မဲ့ကြွက်ကြော်လေးပါဆယ်ထုတ်ခဲ့ပါတယ်ပြီးတော့စားပြီးတော့ပြန်ပါပြီနာတော့စင်းနေကြော်ပြီးတဲ့ဒါပေမဲ့ဆိုင်နာမည်မေးကြည့်တော့ဆိုင်နာမည်ကတော့မရှိပါဘူးတဲ့ဒီလိုပဲဝင်ပြီးတော့စားလိုက်ပေါ့နော်ဒါပေမဲ့စားလို့ရန်မိန်ခဲ့ပါတယ်အေးဈေးသွားစားခြင်းrecommend ပေးပါ